ဘာအနေအများဆုံးခွေးမျိုးစိတ်များခွေးဆိုတာလူသားတွေရဲ့အရှင်းဆုံးတိရစ္ဆာန်အိမ်မွေးတိရစ္ဆာန်လို့ပြောကြပေမဲ့ချို့သောခွေးမျိုးစိတ်တွေကတော့သူတို့ရဲ့ပင်ကိုယ်ဗီဇခွန်အားနဲ့ပြင်းထန်တဲ့တိုက်ခိုက်နိုင်မှုတွေကြောင့်အနေရရှိနိုင်တယ်လို့သတ်မှတ်ခံထားရပါတယ်။ Number 7 Blue Hybrid ဝင်ပလီတွေနဲ့အိမ်မွေးခွေးတွေကိုမျိုးဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့စီမှာတော်ရန်တိရစ္ဆာန်ရဲ့ဗီဇအပြည့်ရှိပါတယ်။သူတို့ရဲ့အပြုအမူကိုကြိုတင်ခံမှန်းမှုခက်ခဲတယ်လို့အမဲလိုက်လူစိတ်အရန်ပြင်းထန်တဲ့အတွက်ကြောင့်အနေအရှိဆုံးစင်းမှာပါဝင်ပါတယ်။ဒီကောင်ကြီးတွေကိုအဆောင်ခွေးအဖြစ်အများဆုံးအသုံးပြုကြပြီးသူတို့ရဲ့တာဝန်ပေးခံရတဲ့ channel ကိုခွင့်ပြုချက်မရှိဘဲဝင်လာလို့ကတော့အယိုးတခြားသားတခြားဖြစ်သွားမှာပါတေချာပါပဲ။ဒီကောင်ကြီးတွေကဝင်ပလီတွေနဲ့အတော်လေးတူတာမလို့ရုပ်ရှင်စကားကြီးတွေမှာလည်းအထူးသရုပ်ဆောင်တွေလုပ်ကြရပါသေးတယ်။သူတို့ရဲ့ထူးခြားတဲ့အနက်ခံဆွမ်းအားကြောင့်ရှာဖွေရေးတွေမှာအသုံးပြုဖို့ကြိုးစားခဲ့ကြပေမဲ့လောလောလတ်ပဲနေလို့စိတ်တွေကြောင့်အရန်ကြီးအသုံးဝင်နေပါဘူး။ Number 6 ချောင်းချောင်းအမွေပွားနဲ့ဝဝင်ရုပ်လေးတွေလိုရှစ်ဆရာကောင်းပေမဲ့ချောင်းချောင်းတွေဟာအလွန်စိတ်ကြီးပြီးသစိမ်းတွေကိုရန်လိုတတ်ပါတယ်။သူတို့ရဲ့စိတ်ရှင်တွေကိုခံမရခက်ပြီးလေ့ကျင့်ပေးရတာလည်းအတော်လေးခက်ခဲတဲ့အမျိုးအစားပါ။အများအားဖြင့်အိမ်ဆောင်မှုအတွက်ငွေယူကြပြီးတစ်ခါတလေအမဲလိုက်တာတွေပစ္စည်းတွေတာတွေကိုပါလုပ်နိုင်ကြပါတယ်။ဒီကောင်ကြီးတွေရဲ့ရှာဟာအပြာရောင်ဒါမှမဟုတ်ခမ်းရောင်ဖြစ်ပြီးရှာခွေးတွေလိုလူတိုင်းကိုမီးနှံ့နေတတ်တဲ့ခွေးမျိုးမဟုတ်ပဲကိုယ်သိခါနဲ့ကိုနေတတ်တဲ့ကောင်တွေက Number 5ဒိုဘာမန်ဒီခွေးတွေကတော့အလွန်လင်းမြန်ပြီးသစ္စာရှိကြပါတယ်။ဒါပေမဲ့သစိမ်းတွေပေါ်မှာတော့အလွန်ရန်လိုတက်ပြီးအဆောင်ခွေးဗီဇကြောင့်တစ်ဖက်လူကိုအနေပြုဖို့ဝင်လို့တတ်ကြပါတယ်။ကွန်ကြီးတွေကတော့ကမ္ဘာနံပါတ်1အဆင့်သတ်မှတ်ခံထားရတဲ့ကိုရန်တော်အဆောင်ခွေးတွေဖြစ်ပါတယ်။ရဲတပ်ဖွဲ့တွေစစ်တပ်တွေကဒီကောင်ကြီးတွေကိုလူစိုးဖမ်းတဲ့နေရာမှာကင်းလှည့်တဲ့နေရာတွေမှာအများဆုံးအသုံးပြုကြပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်မရိန်းတပ်သားတွေရဲ့တရားဝင်စစ်ခွေးအဖြစ်တောင်မှတာဝန်ထမ်းဆောင်နေကြပါတယ်။ရှာဖွေကယ်ဆယ်ရေးတွေမှာလည်းအထူးသုံးဝင်တယ်လို့ဉာဏ်ရမ်းကားတာကြောင့်လေ့ကျင့်တင်ပြပေးရတာလည်းလိုကူပါတယ်။သူ့သခင်သားကတဖော်မှမဖွာပဲအမြဲကပ်နေတတ်တာကြောင့်ဘိုက်ခိုဒေါ်လိုခေါ်ကြပါသေးတယ်။အများအားဖြင့်နေရထောင်တာအမီးတူတာတွေကဒိုဝါမန်တွေရဲ့သင်္ကေတလိုဖြစ်နေပြီနဲ့ဒါကငယ်လေးကလေးကလူသားတွေကသူ့ပြပေးထားတာဖြစ်ပါတယ်။တဘာဝအတိုင်းဆိုရင်တော့နေရောက်ကအောက်ကိုတွဲကျနေတတ်ပါတယ်။ Number 4 Siberian Husky Siberian Husky ရဲ့ပုံစံလေးတွေကရှစ်ဆရာကောင်းတယ်သူတို့ဟာမူလကနှင်းချောစီလဲဆွဲဖို့မူပြုထားတာကြောင့်စွမ်းရည်အလွန်များပါတယ်။ဒီချိန်ကလုံလောက်အောင်မပေးနိုင်ရင်ဒါမှမဟုတ်မိမိသားရင်အလုံးဖြတ်စည်းလို့စိတ်ပြင်းထန်ပြီးရန်လိုတတ်ပါတယ်။ဒီကောင်ကြီးကိုနှင်းချောလဲစီးဖို့ဆွဲတဲ့နေရာတွေမှာအထူးအသုံးပြုပြီးလူတွေပစ္စည်းတွေကိုအဝေးကြီးကိုတည်ပို့ဆောင်နိုင်ကြပါတယ်။အုပ်စုလိုက်လုံးလုံးရတာကိုအလွန်ကြမ်းကြပါတယ်။နှင်းဖုံးနေတဲ့တောင်တန်းတွေမှာလူကြောက်ရှာဖွေတဲ့နေရာတွေမှာအရန်အသုံးဝင်ပါတယ်။ထူးခြားချက်ကတော့အတန်မျိုးစုံဦးကြီးစကားပြောတတ်ပြီးတစ်နေ့ကိုမိုင်ပေါင်းများစွာပေးနိုင်တဲ့ဆွမ်းအားရှိပါတယ်။ဒါကြောင့်အိမ်ထဲမှာပိတ်ထားရင်ပစ္စည်းတွေကိုကိုက်ဖြတ်စည်းတတ်တဲ့ဖြတ်စည်းသမားတွေဖြစ်သွားနိုင်ပါတယ်။ဒီကောင်ကြီးတွေရဲ့မျက်လုံးရောင်ဟာတစ်ဖက်ကအပြာရောင်တစ်ဖက်ကအမျိုးရောင်ဖြစ်နေတဲ့တာကိုတွေ့ရပါတယ်။ကြောက်စရာပုံစံကြီးတွေနဲ့ခေါ်ရလွန်းတာကြောင့်အိမ်ဆောင်ခွေးဖြစ်ဝင်ဖို့အကြံပေးခြင်းပါတယ်။တခိုးနဲ့ပါကစားနေမဲ့ကောင်တွေပါ။ Number 3 German Shepherdဒီကောင်ကြီးတွေကတော့ကမ္ဘာပေါ်မှာအလုံးလုံးနိုင်ဆုံးခွေးလိုတော့သတ်မှတ်ခံထားရပါတယ်။သူတို့ရဲ့သစ္စာရှိမှုဉာဏ်ကောင်းမှုကြောင့်နာမည်ကြီးပါတယ်။ဒီကောင်ကြီးတွေကိုရဲတပ်ဖွဲ့တွေစစ်တပ်တွေကအသုံးများပြီးလူစိုးဖမ်းတာတွေငွေရစေးတွေဖောက်ခွဲရေးပစ္စည်းတွေကိုရှာဖွေတဲ့နေရာမှာကမ္ဘာအဆင့်မှုတော်ကြပါတယ်။မျက်မမြင်လမ်းပြခွေးလိုလည်းခေါ်ကြပြီးမျက်စိမမြင်တဲ့သူသခင်ကိုလမ်းပြတဲ့နေရာမှာလည်းရမ်းတော်ပါတယ်။ Number 2 Rottweiler Rottweiler တွေဟာဆောင်းခွေးဖြစ်နာမည်ကြီးပြီးသူတို့ရဲ့ပိုင်နက်ကိုရမ်းကာကွယ်တတ်ပါတယ်။အငယ်စားကြီးမားပြီးအင်အားတန်ပါတယ်လို့စိတ်ဆိုးလာရင်ထိန်းချုပ်ရခက်ခဲတတ်ပါတယ်။ Rottweiler တွေဟာရှေ့ခေတ်တွေကလေးကလူသားတွေကိုကူညီပေးခဲ့တဲ့ရာဇဝင်တွေလည်းရှိပါတယ်။သူတို့ရဲ့ပင်ကိုယ်ဗီဇတွေကိုကမိသားစုပိုင်နက်ကိုကာကွယ်တဲ့နေရာမှာအရန်ကျမ်းပါတယ်။ဒဇိမ်းတွေကိုအတော်လေးတတိထားပြီးအန္တရာယ်ရှိတယ်လို့ထင်ဆက်ရှင်းတိုက်ခိုက်ဖို့ဝင်မလို့တတ်ကြပါဘူး။ဂျာမန်စပတ်တွေလိုပဲဒေါ်အိုင်လာတွေကိုကင်းလဲတာတွေရာဇဝတ်သားတွေကိုထိန်းချုပ်တဲ့နေရာတွေမှာအသုံးများကြပါဘူး။ကြောက်ရွံ့မှုကင်းပြီးအလွန်တန်မာကြပါတယ်။ထူးခြားချက်အနေနဲ့သူတို့ရဲ့ကိုက်ဖြတ်နိုင်တဲ့အားက328 PSI ရှိပြီးဒါဟာဂျာမန်ရှက်ပတ်တွေထက်တောင်ပိုပြီးပြင်းထန်ပါတယ်။ပြင်လူတွေအတွက်ကြောက်စရာရမ်းကောင်းနေပေမဲ့ဖိုင်ရှင်နဲ့မိသားစုအပေါ်မှာတော့အလွန်ရှိခင်ပြီးလူမှုရေးညံ့လေးဖြစ်ပြီးတခင်နားမှာဆွဲကပ်နေရတာကိုအလွန်သက်ကြပါတယ်။ Number 1 Facebook ကမ္ဘာပေါ်မှာလူရောကိုက်ဆုံးတဲ့အနေရှိဆုံးစင်းမှာထိဆုံးကပါဝင်လေးရှိပါတယ်။သူတို့ဟာမူလကတိုက်ခိုက်ရေးတပ်မူယူထားအကြောင်းအလွန်တန်မာတဲ့မေယုရှိပြီးတစ်ခါကရင်လွတ်ခဲပါတယ်။စနစ်တကျမလေးကျင့်ပြီးရင်အလွန်ကျန်းနိုင်ပါတယ်။ဒီကောင်ကြီးတွေရဲ့ရုပ်ရည်နဲ့တခိုးတွေကိုရှောက်လန့်နိုင်ပြီးတခင်ပေါ်ကာကွယ်ပေးလို့စိတ်ကြောင့်
အိမ်တွေမှာအဆောင်အဖြစ်ဝင်ယူကြပါတယ်ရှာဖွေရေးကစားရေးတွေမှာလည်းအသုံးပြုကြပါတယ်ထူးခြားတဲ့အနေနဲ့ကတော့ဇွဲရန်ကောင်းတာကြောင့်တစ်ခုခုလုပ်ပြီးဆိုရင်အဆုံးထိမလျှော်တဲ့လုပ်ကြပါတယ်တိုက်ခိုက်ပြီးဆိုရင်လည်းနာကျင်မှုကိုဝိဆိုင်ပဲအဆုံးထိတိုက်ခိုက်တတ်တဲ့ကောင်တွေပါတမန်လုံးနဲ့မေးမှုတွေကြောင့်တစ်ခါကြိုက်ပြီးပြတ်ဖို့ပဲခါရမ်းဖြစ်တဲ့အကျင့်ကြောင့်ဒဏ်ရာအပြင်းထန်ရစေနိုင်ပါတယ်အံ့ဩစရာကောင်းတာကဒီကောင်ကြီးတွေကကလေးသေးလေးတွေကိုတော့ထိပေးနိုင်ပါတယ်အားကစားကိုဝါသနာပါတဲ့ကောင်ကြီးတွေဖြစ်တာကြောင့်ခုံလာပြေးတာနဲ့အပင်တက်တာတွေကိုအရင်ကျွညင်ပြီးခွေးလောကရဲ့အားကစားသမားတွေလိုတော့ပြောကြပါတယ်